အိမ်ရှိထွက်လိုက်တာနဲ့ဒီလိုမျိုး YBS သွားတဲ့လမ်းမကြီးကိုလှမ်းမြင်နေရတဲ့နေရာဝင်းကျင်ကောင်စိတ်ညစ်ရက်ွက်တန်အောင်မှကြိုက်ပါတယ်ဆိုတဲ့အဝယ်တော်များသာလာကြည့်တဲ့နေရာွက်ကျေပေါ်မှာမိမိစိတ်ကြိုက်အင်ဒီဇိုင်းပုံဖော်ပြီးတော့စောက်ချင်ပါတယ်ဆိုတဲ့အဝယ်တော်များသာလာကြည့်တဲ့နေရာအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရွှေပြည်သာမြို့နယ်ရက်ွက်ကောင်းတစ်ခုဖြစ်တဲ့အမှတ်9ရက်ွက်မှာတည်ရှိတဲ့ပေ40 60မြေကွက်ကျယ်လေးနဲ့မိတ်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ဒီမြေကွက်လေးရဆိုလို့ရှိရင်တော့အကျယ်ဝန်းကပေ40 60ရှိပြီးတော့စာရွက်စာတမ်းပါမြင့်မြေမျိုးစားဖြစ်ပါတယ်စာရွက်စာတမ်းစီပင်အိုးရင်စစ်ဆေးပြီးသားဖြစ်ပါတယ်ရှင်မြို့ရဲ့အကောင်းဆုံးရက်ွက်တစ်ခုလို့ပြောလို့ရတဲ့ location နေရာကောင်းမှာတည်ရှိပြီးတော့ YB ရဲ့ main အမကြီးကိုလှမ်းကြည့်လိုက်တာနဲ့မြင်နေရတဲ့နေရာလေးဖြစ်ပါတယ်ဒါမြို့နယ်မှာမြေကွက်ကျဲကျဲနေရာကောင်းကောင်း location ကောင်းကောင်းပတ်ဝန်းကျင်တန်တန်ဝယ်ထားလို့တဲ့အဝယ်တော်များမိမိစိတ်ကြအိမ်ဒီဇိုင်းပုံဖော်ပြီးတော့အိမ်ဆောက်လို့တဲ့အဝယ်တော်များဒီမြေကွက်လေးကိုလာရောက်ကြည့်ရှုသင့်ပါတယ်ပြသွားပေးတဲ့မြေကွက်လေးရဆိုလို့ရှိရင်တော့အကျယ်ဝန်းကပေ40 60အကျယ်ဝန်းရှိပြီးတော့စာရွက်စာတမ်းပါမြင့်မြေမျိုးစားဖြစ်ပါတယ်အယောင်တန်ဖို့ကျပ်သိန်း3400မှာနှိမ့်နိုင်ပြီးတော့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဝင်းကျင်ကောင်စိတ်ညစ်ရက်ွက်တန်အောင်မှာဝယ်ထားလို့တဲ့အဝယ်တော်များဒီမြေကွက်လေးကိုလာရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်